ငန်းသားပေါက်လေးတစ်ကောင်အဖြစ်ဘဝကိုစတင်ခဲ့ပြီးတွေးချင်းချင်းညီနေတဲ့ကြောက်ဆောင်ပေါ်မှာအဆုံးသတ်သွားမှာကျွန်တော်တို့လာရီလို့အမိရတဲ့ဘာနာငယ်ငန်းကြီးကိုပြန်ကြည့်ရအောင်လာရီမှာအသက်ရှင်ကြံရစ်တဲ့ကလေးနှစ်ကောင်ရှိတယ်သူတို့လေးတွေကပြောရတဲ့ရက်ခွဲပဲရှိပါသေးတယ်လာရီနဲ့ဂျုံတို့ကတော့သူတို့နေရာမှာပဲဆက်နေကြမယ်ထင်တာဟုတ်ဘူးအိုးမဟုတ်ဘူးသူတို့တွေထွက်သွားကြပြီသူတို့တွေတကယ်ပဲထွက်သွားကြပြီအတောင်ပံအပြည့်စုံရှိတဲ့ငန်းကြီးတွေအတွက်တော့လွယ်ကူတာပေါ့ They're gone. Easy if you have fully grown wings. ဒါပေမဲ့ငန်းပေါက်လေးတွေကတော့မြေပြင်ကိုဆင်းဖို့တခြားနေလန်းကိုရှာရပါလိမ့်မယ်အဲ့ဒီမှာပြစ်နာတစ်ခုရှိနေတယ်အဲ့ဒါကပေရှိရအမြင့်ကန်တန်းနိုင်တဲ့အဝေးတောင်တွေမရှိဘဲနဲ့ဒီမြင့်ကနေပြုတ်ကျရင်တေးဖို့ပဲရှိတာပေါ့ငန်းပေါက်လေးဖြစ်စတင်ပြီးတွေးအိုင်ထဲမှာအဆုံးသတ်သွားမလားဒါမှမဟုတ်တခြားတစ်ခုခုဖြစ်လာမလားတိတ်ပံနေကြတွက်ချက်မှုအရဆိုရင်ငန်းပေါက်လေးတွေဟာအသက်36နာရီကနေခုနှစ်ဆက်နှစ်နာရီအတွင်းမှာခုန်ဆင်းရပါတယ်အဲ့ဒီထက်စောရင်သူတို့ရဲ့အမွေးနှုတွေကအချိန်သက်ဖို့မလုံလောက်ဘူးအဲ့ဒီထက်နောက်ကျရင်တော့သူတို့ရဲ့အရိုးတွေကမာကျောသွားပြီးဒီတန်ကိုမခံနိုင်တော့ဘူးကဲတိတ်ပံပညာရှင်တွေခင်ဗျားတို့ဘာလုပ်နေလဲဆိုတာတီးဖို့မျှော်လင့်ပါတယ်ခင်ဗျားတို့ဘာလုပ်နေလဲဆိုတာတီးဖို့မျှော်လင့်ပါတယ်အိုးဟုတ်ဘူးဟုတ်ဘူးဟုတ်ဘူးအိုးဒါကတော့တကယ်ကိုကြောက်စရာကောင်းလိုက်တာအိုးမဟုတ်ဘူး तू အဆင်ပြေပုံရပါတယ်အိုးလမ်းစရာကြီးပဲ25ရာခိုင်နှုန်းဆိုတာရှက်စရာတော့မဟုတ်ပါဘူးကဲကောင်လေးမင်းလှဲ့ပဲမင်းလုံးနိုင်ပါတယ် It's all you. You got this. မင်းရဲ့မောင်နှမတွေကတော့ကန်ဆိုးသွားပြီမယ်မင်းလည်းအဲ့ဒီလိုဖြစ်မယ်လို့မဆိုလိုပါဘူးကျွန်တော်တီးလောက်ဆိုရင်ဒါကကောင်းပါတယ်သူ့မှာအခွင့်အရေးရှိမယ်လို့ကျွန်တော်ထင်ပါတယ် I think he's got a real shot here. ဘယ်ဘက်ကိုနည်းနည်းဘယ်ဘက်ကိုနည်းနည်းကဲအဲ့ဒီအတိုင်းထိန်းထား Left a bit. Okay, hold that. အစင်မပြေတော့ဘူးပြန်ထပ်ပါမဟုတ်ဘူးဟုတ်ဘူး Not ideal. အေးမြေပြင်ကိုအသာလေးဆင်းရမှာ No. That's. Yeah, you gotta stick that landing. အိုး Nope, that's ကြည့်ရ hard to တာ watch. တော်တော်ခက်ခဲပါတယ်ဆက်သွားနေတော့ပဲပြီးတော့ဆက်သွားနေတော့ပဲ Still going. And still going. သူအသက်ရှင်ရဲ့လား Is he even alive? သူအသက်ရှင်ရဲ့လားအိုးကြည့်လိုက်ပါဦး He did. သူတကယ်ပဲအသက်ရှင်ကြံရစ်ခဲ့ပါတယ်ဟိုကတနစ်တာအကောင်းဆုံးဖခင်ရဲ့ကျေးဇူးကြောင့်တော့မဟုတ်ဘူးပေါ့